Yama MD-09 ဆိုင်ငယ်နဲ့ Yama HSR 155ဆိုင်ငယ်တွေလက်သလုံးမှာဘယ်ဈေးပေါက်နေပါသလဲအားလုံးမင်္ဂလာပါကျွန်တော်ကြောင်မှာ motorbike order တယောက်ဖြစ်ပါတယ်အခုကျွန်တော်ရှိတဲ့မှာရှိနေတဲ့ဆိုင်ငယ်ကြီးကတော့ Yama MD-07 ဆိုင်ငယ်ကြီးပဲဖြစ်ပါတယ် model ကတော့2019 model ပါဈေးနှုန်းလေးကတော့လောလောဆယ်မှာ320ကျော်နဲ့ရောင်းချပေးထားပါတယ်ဒီခုကျွန်တော်ညာဘက်မှာထပ်ရှိတဲ့ဆိုင်ငယ်ကြီးကတော့ Yama MD-09 ဆိုင်ငယ်ကြီးပဲဖြစ်ပါတယ် model ကတော့2014 model ပါဈေးနှုန်းလေးကတော့လောလောဆယ်မှာ380ကျော်နဲ့ရောင်းချပေးထားပါတယ်ဒီခုကျွန်တော်ညာဘက်မှာထပ်ရှိတဲ့ဆိုင်ငယ်ကြီးကတော့ Yama MD-09 ဆိုင်ငယ်ကြီးပဲဖြစ်ပါတယ် model ကတော့2015 model ပါဈေးနှုန်းလေးကတော့လောလောဆယ်မှာ300ဝန်းကျင်နဲ့ရောင်းချပေးထားပါတယ်ဒီခုကျွန်တော်ညာဘက်မှာထပ်ရှိတဲ့ဆိုင်ငယ်ကြီးကတော့ Yama HSR 155ဆိုင်ငယ်ကြီးပဲဖြစ်ပါတယ် model ကတော့2019 model ပါဈေးနှုန်းလေးကတော့လောလောဆယ်မှာ300စွန်းနဲ့ရောင်းချပေးထားပါတယ်ဒီခုကျွန်တော်ညာဘက်မှာထပ်ရှိတဲ့ဆိုင်ကကတော့ Yama HSR 155ဆိုင်ကပဲဖြစ်ပါတယ်အဖြူအောင်လေးပါဒီဆိုင်ကကတော့ model ကတော့2019 model ပါဈေးနှုန်းလေးကတော့လောလောဆယ်မှာ300ကျော်နဲ့ရောင်းချပေးထားပါတယ်ခင်ဗျာအခုကျွန်တော်ရှိတဲ့မှာရှိနေတဲ့ဆိုင်ကကြီးကတော့ KTM RC 200ဆိုင်ကပဲဖြစ်ပါတယ် model ကတော့2016 model ပါဈေးနှုန်းလေးကတော့လောလောဆယ်မှာ360ကျော်နဲ့ရောင်းချပေးထားပါတယ်အခုကျွန်တော်ညာဘက်မှာထပ်ရှိတဲ့ဆိုင်ကကတော့ Honda CBR 900R ဆိုင်ကပဲဖြစ်ပါတယ် model ကတော့2021 model ပါဈေးနှုန်းလေးကတော့လောလောဆယ်မှာ350ကျော်နဲ့ရောင်းချပေးထားပါတယ်ခင်ဗျာဒီခုကျွန်တော်ညာဘက်မှာထပ်ရှိတဲ့ဆိုင်ကကြီးကတော့ Honda CBR 900R ဆိုင်ကပဲဖြစ်ပါတယ် model ကတော့2019 model ပါဈေးနှုန်းလေးကတော့လောလောဆယ်မှာ340ဝန်းကျင်နဲ့ရောင်းချပေးထားပါတယ်ဈေးနှုန်းလေးကတော့လောလောဆယ်မှာ340ကျော်နဲ့ရောင်းချပေးထားပါတယ်ဒီခုကျွန်တော်ညာဘက်မှာထပ်ရှိတဲ့ဆိုင်ကကတော့လူငယ်တွေအမင်းများတဲ့ Yama R1 ဆိုင်ကကြီးပဲဖြစ်ပါတယ် model ကတော့2004 model ပါဈေးနှုန်းလေးကတော့လောလောဆယ်မှာ300ကျော်နဲ့ရောင်းချပေးထားပါတယ်ခင်ဗျာဒါတော့ Yama R1 เนาะလူငယ်တွေကြားမှာရီပန်းစားတဲ့ဘိန်းเนาะကျွန်တော်အမေးအများဆုံးဘိန်းပေါ့เนาะ Yama R1 တို့ R7 တို့ဒါတော်တော်ကြီးကိုအမေးများတယ်အခုရှင်းပြသွားတဲ့ Yama HSR 155ဆိုင်က Yama MD-09 ဆိုင်က Yama MD-07 ဆိုင်ကရှင်းမှာဆိုရင်ဒါ Yama R1 ဆိုင်က Honda CBR 500R ဆိုင်က KTM RC 200ဆိုင်ကအစရှိတဲ့ဆိုင်ကတွေအားလုံးကိုဘယ်မှာဝယ်လို့ရမလဲဆိုရင်တော့ကျွန်တော်ရဲ့မိတ်ဆွေလူရင်းဆိုင်ဖြစ်တဲ့ကိုမျိုးဝင်းဆိုင်က showroom မှာလာရောက်အားပေးလို့ရပါတယ်ဆိုင်လိပ်တန်လေးကတော့မန္တလေးမြို့58လမ်း130နဲ့130 A ချမ်းမှာဖွင့်လှစ်ပေးထားပါတယ်ရန်ကုန်နဲ့နီးတဝိုက်ကမိတ်ဆွေတွေဆိုရင်တော့ရန်ကုန်တိုင်းမော်ဘီမြို့ရန်ကုန်ပြည်လမ်းမကြီးပေး supply မှတ်တိုင်နဲ့16မှတ်တိုင်ကြားမှာဖွင့်လှစ်ပေးထားပါတယ်ခင်ဗျာကျွန်တော်မိုတိုနီးရဲ့ဆိုင်ကချစ်သူမိတ်ဆွေတွေနော်တနေရာထဲမှာဘိန်းကြီးဆိုင်ကတွေရောတရုတ်ဆိုင်ကတွေရောမော်ဒယ်အစုံလင်နဲ့ဆိုင်ကအမျိုးအစားအစုံလင်ကြည့်ရှုဝယ်ယူကြပါသလားဒါဆိုရင်တော့ကျွန်တော်ရဲ့မိတ်ဆွေကိုမျိုးဝင်းဆိုင်က showroom ရန်ကုန်နဲ့မန္တလေးမှာရှိနေတယ်ဆိုတာတလစ်စတဲ့လိုင်းညွန်ပေးသွားကြပါတယ်